အိမ်ကြားဇယက်ကျူဇယက်ကြားသူများပေးစာကန်းစာတောင်းစားနေရတဲ့တောင်းစားဘဝကနေမကျွတ်လို့သေးတဲ့နော်အမေကျော်တွေးတော်ပါကြံစည်နေတဲ့အဆိုတော်မိုးရီဖြစ်ပါတယ်သူဒီဆိုမဲ့တချင်းကတော့ကောင်းစင်ကတပုတ်သေးကိုဘွဲတွေတော့ရှိမှန်းအောင်မသိဘူးသူကျင်ညာတော့မှာအခွင့်အရေးရလို့ပြောတာပြီးပါပြီခင်ဗျာမပြီးပါဘူးမပြီးပါဘူးမပြီးပါဘူးဖြစ်သမျှကံကြောင်းမလွယ်အင်းရာကံဆောင်တပုတ်သေးပါမဲလာရလေးမှလူချင်းတယ်တပုတ်သေးလေလာရများမှမြန်လို့တယ်ဟုတ်ပါပြီချစ်ရလာလို့ခဏခဏမေရမောင်းကိုပင်မုံမပွားလို့နှုတ်ခမ်းသူလာရင်မဲစားတောင်းချေစီထွေတွေဒီတပုတ်သေးတုံးဆိုတိုက်ကြားဆိုကြိုက်ကျွန်တော်မပသိန်သူချောဖို့ရင်မုံလာဖို့ငါများအရွက်တိုက်နေတာစောင်းသမားတယောက်ကိုလေတတိမရရင်နေပါစေဘဒုံရောင်ကိုများအရွက်တိုက်နေတာတပုတ်သေးဖြတ်လိုက်ရင်တကူလုံးဝေဖျားကြီးလင်းမေတ္တာဓာတ်နဲ့ဗုဒ္ဓမြတ်စွာအောင်သိန်းဟာအောင်ငိမ့်ရောက်ခမပါအဆိုတော့ကိုမိုးရီရဲ့သူ့ရောက်ခမအကြောင်းကိုကြီးညာပြီးရဲ့နောက်မှာအခုတဖန်အလှည့်ကျလာသူကတော့မိန်လာကြိုမိန်လာကြားမြောင်းကြိုမြောင်းကြိုမြောင်းကြားပလတ်စတစ်ကောက်စားနေရတဲ့နော်ကိုတိန်ညွန့်ဖြစ်ပါတယ်အဆိုတော့တိန်ညွန့်तू อ่ะနှစ်သက်တဲ့ချင်းလေးတပုတ်နဲ့ဖြောပြပါမယ်တဲ့မင်းဘယ်လောက်မြောက်တို့ကမမြောက်ပါသိပါတယ်မဟာနှစ်သက်တာဝါရီပင်နဲ့တချင်းရုပ်ဦးစားပေးတာဗျတလန်ကွာပါဒီအတန်လည်းကြိုက်တယ်စကြဝဠာမြေပြင်းထဲဝဲတချင်းဦးစားပေးတာမျက်ရှိဆုံးကျဲတော်မူလေဒီမနမင်းမှာအကျွေး2000ရှိသည်မနမင်းเนี่ยအကျွေး2000သွားရှိဒုက္ခသူသင်မလားလို့မဲကျွေးကြော်သည်ကိုတညွန့်နေပြီးတော့သူ့မှာအကျွေးရှိတဲ့အကြောင်းကိုတင်ဆက်လို့ပြီးပါပြီအခုတဖန်ရေစီလဲတွန်းပြီးတော့မြို့ပြင်ဇေယျဘေးမှာကြွတွင်းလေးရှိမှာအဖီဆွဲနေရတဲ့အဆိုတော့ကိုစိန်ရိုးသူနှစ်တရာတချင်းတပုတ်နဲ့ကျင်းနဲ့အားရအောင်ဖြောပြပါမယ်တဲ့လို့တော့အပြောခိုင်းတာပဲတမတော်မှာပြောတယ်ဆိုတဲ့မောင်ကြီးတမချင်းကိုတို့မလားမုံလာချင်းကိုတို့မလားစင်းစစားပြောတချင်းဆိုပါအမိဘများရှိလာပြီးတော့တမချင်းနေမုံလာချင်းနေလာရောက်နေရပြီဒုက္ခဘလူလေအဲ့ဒါလို့ဒီဆိုပြီးရနောက်မှာအခုကအမိဘများမျောလင်းတောင်းတနေတဲ့နမကြီးစိတ်ဆိုးအဆိုးတော်စင်ကာပူမှာ9ခေါက်ဂျပန်တစ်ခေါက်တည်းများ9ခေါက်ကောက်အိတ်ကြံခဲ့လို့ပြန်ယူရတာ4ခေါက်ဂျပန်တိုကျိုမြို့မှာရင်အခေါက်20ကျွန်တော်မလေးရှားယိုရီးယားထိုင်းဘုံပြည်သစ်ဘယ်နဲ့ညနေမှာအခောက်ကမရည်နိုင်တဲ့နိုင်ငံခြားပြန်အဆိုတော် international mosque ဖြစ်ပါတယ်သူဒီဆိုမဲ့တချင်းလေးရဲ့ခေါင်းစဉ်ကတော့အကြီးလှမ်းမယ်တဲ့စာအုပ်တချင်းကိုအကြီးလှမ်းမယ်တဲ့ Hey lady one do တတိယလေးနင်ညိုချင်းတိန်တောက်တဲ့ခါရွာလန်းတစ်ပေမှာရှာလာလာစာဦးတို့ငယ်ချင်းမတွေရက်ကရှင်းလို့လားရှာလာလာအချင်းလေးတန်တာတာအိုးမရောက်ထားကြပြီအိုးမတွေ့တာကြပြီအိုးရဲတတိယလိုက်
တာစာဥယေဒွန်တွန်းပြီးပါပြီ ဘုကျွန်တော်တို့ဟာသားညီတော်များရဲ့တေသနာဆွေချိုးစီစီကိုပြီးဆုံးပါပြီဘုကျွန်တော်တို့ဆက်လက်ပြီးတော့ရှုစားမှာကျွန်တော်တို့ဂျပန်နိုင်ငံမှာအိုရှင်းလေးနဲ့မြန်မာအသံနဲ့ဆွေးနွေးကံဖြစ်ပါတယ်ဒီတော့အိုရှင်းလေးကငယ်စဉ်ဘဝကနေပြီးတော့ကြီးလာသည့်အထိအိုရှင်းရဲ့ဘဝလေးကလည်းတော်တော်လေးကိုသနာစရာကောင်းပါအဲ့ဒီအိုရှင်းရဲ့ဘဝလေးသနာစရာကောင်းလို့ကျွန်တော်တို့ကစိတ်ဝင်စားနေပါမြန်မာပြည်သားတွေကလည်းအားလုံးစိတ်ဝင်စားပါတယ်ဒီတော့အိုရှင်းဟာဘယ်ရွေးဆက်ပြီးတော့ရုပ်ရှင်ရိုက်တယ်လဲဒါရိုက်တာကဘယ်သူလဲဘယ်ဝါလဲသူ့ကိုသင်တဲ့ဆရာကဘယ်သူလဲဆိုတာကိုကျွန်တော်တို့တိတိကျကျမြန်မာအသံနဲ့ဆွေးနွေးခံဖြစ်ပါတယ်ဒီတော့အိုရှင်းလာတဲ့အခါမှာကျွန်တော်တို့ဗမာပြည်သူပြည်သားပေါင်းကလက်ခုပ်လက်ဝါးနဲ့လဲကျွန်တော်တို့တီးပြီးတော့ကြိုးစိုးစေချင်ပါတယ်အိုရှင်းကိုလည်းကျွန်တော်တို့ဗမာပြည်အောင်ပိတ်ပြီးခေါ်ထားပါတယ်မကြခင်မှကျွန်တော်တို့အိုရှင်းလေးလာပါလိမ့်မယ်အော်အိုရှင်းကြွပါအိုရှင်း ခုကြည့်ကလာဖလင်း အော်အိုရှင်းမလာခင်ကြော်ညာလာတော့စိတ်မရှိပါနဲ့ကျွန်တော်တို့မြန်မာအတိုင်းညင်ပြည့်နေလို့ပါအိုရှင်းပိတ်တဲ့နဲ့မိတ်ဆက်ပါ ခုကြည့်ကလာဖလင်း သူ့ကြည့်ရမှာလားအိုရှင်းကြည့်ရမှာလားမသိဘူးပြောတော့အိုရှင်းဆိုပြီးသူ့ဤထွက်ကြော်ညာနေ ဟောအိုရှင်းဂျပန်လိုလေးနည်းနည်းပြတ်ပါ You are issue Ajinomoto အိုရှင်းငယ်ငယ်လေးတည်းဆက်ပြီးတော့ရုပ်ရှင်ရိုက်လာတယ်ပေါ့ဒါရိုက်တာကဘလူကျွန်တော်တို့အကျန်တဲ့သရုပ်ဆောင်တွေကိုလည်းမိတ်ဆက်ပေးပါဒီတော့အိုရှင်းကိုကျေးဇူးတင်လို့မဆိုပါဘူးလာပါအိုရှင်းကိုတစ်ခုပေးပြရစေ I got to go time တာဝရဟန်ကြုံတို့တာလက်တူတော့ဝါလာဟာရံကတထားလို့ အထိပ္ပယ်ရပါတယ်တို့ တီဦးရမ်းပြောတယ် အိုရှင်းကနောက်နေတာပါသူကလည်းပြောတတ်လို့အိုရှင်းကိုကျွန်တော်တစ်ခုမေးပြရစေ မေးပါဗာမင်း အိုရှင်းဘာကြီးကိုပဲလို့ခေါ်လဲရင် အိုဂျီဆန် အိုဂျီစလာ ဂျပန်လိုအိုဂျီဆန် ဘာကြီး ပါကြီး ဥလေးကြ အိုပါဆန် ကိုဘာဆန် အိုပါဆန် အိုပတ်ဆန် အိုပါဆန် ဒါဥလေး ဦးလေး ဟောကျေးဇူးတင်ပါတယ်ဆိုတော့ အာရီကတိုကိုဆိုင်ပါ ဩဟုတ်ပြီအာလီဂါတိုကိုဆိုင်ပါ အဲ ဒါကျေးဇူး ခုကြည့်ကလာဖလင်း အိုရှင်းကိုကြည့်ခြင်းနဲ့ပရိသတ်ကအိုရှင်းကိုမကြည့်ရအောင်အဲ့ဒီကာလာဖလင်းမဲ့ကြော်ညာနေတာတွေ့ပါတယ်နော်ပရိသတ်ကလိုက်ကိုသိတယ်အဲ့တော့အိုရှင်းကလည်းအားနာပါတယ်ပရိသတ်ကိုဒီဖလင်းကြီးကဝင်ပြီးကြော်ညာနေဒီတစ်ခါကျတော့ပရိသတ်ကိုအားနာတော့ပြီပရိသတ်ကိုအပူမကတ်ဘူး